ဟာဒီလူကတော့ဘာလို့နေလဲဆိုတာကျွန်တော်လည်းမသိပါဘူးဗျာ watching ဒီနေ့တော့ကျွန်တော်အနေနဲ့မိတ်ဆွေတို့ဘဝမှာလုံးဝအသုံးဝင်စေမဲ့ tip and trick လေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဗျာစိတ်ဝင်စားတယ်ဆိုရင်တော့ကြည့်လိုက်ကြအောင်ဗျာမိတ်ဆွေတို့တငယ်ချင်းတွေမှာလည်းဒီလိုတငယ်ချင်းတွေပိုင်တော့ဒီလိုတော့နဲ့အိတ်ကက်ကိုလုံးချုံစွာထိန်းထားဖို့လိုအပ်ပါတယ်ဗျာလူခင်လဲအိတ်ကက်မခင်ဘူးဆိုတဲ့ brother တို့အတွက်တကယ်ကိုအကြံကောင်းပဲဖြစ်ပါတယ်ဗျာဒီလူကတော့စာအုပ်နောက်ထဲထည့်နေတာဖြစ်ပါတယ်ဗျာသူ့ရဲ့ညီလေးကတော့တကယ်ကိုတွက်လက်နေပါတယ်ဗျာဒါစက်နဲ့ဦးအုံနောက်ထဲကိုစာထည့်နေတာဖြစ်ပါတယ်ဗျာဒီလူကတော့တူထက်အဆင့်မြင့်ပါတယ်ဗျာစာကိုဝါစားနေတာဖြစ်ပါတယ်ဗျာဒီလိုဝါစားလိုက်ရင်တော့သူကတကယ်ကိုဝင်သွားမှာဖြစ်ပါတယ်ဗျာဟာဒီလူကတော့ဘာလို့နေလဲဆိုတာကျွန်တော်လည်းမသိပါဘူးဗျာကြည့်ရအောင်ဗျာဟာအင်ကြီးတယ်ဗျာတကယ်ကိုအမှန်ကန်ကြီးပဲဖြစ်ပါတယ်ဗျာအိတ်ကက်လည်းပါတာဖြစ်ပါတယ်ဗျာအမိုက်စားလို့ပဲပြောရမှာပေါ့ဗျာဒါကတော့ iPhone 70 Pro Max ပဲဖြစ်ပါတယ်ဗျာမိတ်ဆွေတို့ iPhone 70 Pro Max ထက်တောင်မှပိုပြီးမှတန်ဖိုးရှိရဗျာ iPhone ကုမ္ပဏီကဒီဗီဒီယိုကြည့်တင်တယ်ဗျာဘာလို့လဲဆိုတော့သူကခောက်ဖုံကိုလုံးဝတီးမထွင်နိုင်လို့ပဲဖြစ်ပါတယ်ဗျာဒါကတော့မုတ်ကြော်နေတာဖြစ်ပါတယ်ဗျာဒါပေမဲ့ S screw ကတော့ဒီလူကဘာကြောင့်မလို့ထည့်တာလဲဆိုတာတော့ကျွန်တော်နားမလည်ပါဘူးဗျာဒီလိုနီလန်းကောင်းလေးတွေအမြဲတမ်းမျှဝေပေးနေတဲ့ကျွန်တော်ရဲ့ page လေးကို like and follow လုပ်ခဲ့ပြီးပြောချင်ပါတယ်ဗျာအဆုံးထိကြည့်ပေးခဲ့တဲ့အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ဗျာlike and follow for more thanks for watching Pralday knowledge